အင်္ဂါကျိုမင်းရသည်ကူပြောင်းတဲ့ကာလမလို့ပတ်စံနေထားစရာနေရာမရှိအောင်အပုံလိုက်ဝင်မဲ့အနေနဲ့3ခုကောင်းကင်ရန်ကကြေတာယာရဲ့အခင်းကျင်းကတခါတရံမှာမထမတ်ထားတဲ့ဘောအလှည့်ပြောင်းတွေကိုတည်ဆောင်လာပေးတတ်ပါတယ်ရှင်။အခုလည်းပြည်သက်ကြီးတို့ရဲ့ဘွားတွေကိုငွေကြေးတနာတွေအလုံးရင်းနဲ့စီးဝင်လာတော့မိထူးခြားတဲ့ကြိုပြောင်းကာလတစ်ခုကိုရောက်ရှိလို့လာခဲ့ပါပြီ။နာမည်ကျော်ဗီဒင်ဆရာကြီးက2026ခုနှစ်ဧပြီလ3ရက်နေ့မှာအင်္ဂါကျိုကမိသားရာသီကိုစတင်ကူပြောင်းတော့မှာဖြစ်လို့အဲ့ဒီအပြောင်းလဲမှာပတ်စံနေထားစရာနေရာမရှိအောင်အပုံလိုက်ဝင်မဲ့ကန်ထူးရှင်နေနဲ့3ခုအကြောင်းကိုအခုလိုပဲအတိအကျဟောကိန်းထုတ်လိုက်ပါတယ်ရှင်။ဒါတွေမှာကတေချာပေါက်လောက်ကိုလုံးရမယ့်ရေတရာကောင်းတစ်ခုကိုလည်းမြတ်တာစေတနာတွေနဲ့မျှဝေပေးထားပါတယ်။နဂတ်ဗီဒင်ပညာအရအင်္ဂါကျိုနဲ့ဇာတာပရိကျိုတို့ကစီးပွားဥစ္စာနဲ့ကုန်သွယ်မှုတွေအတွက်အဓိကကြတာမို့ဒီကျိုပြောင်းလဲမှုကငွေဝန်လန်းကိုတန်းပြီးတော့ပွင့်စေမှာပါ။ဆရာကြီးကဘယ်နည်းနဲ့တွေကိုအထူးညွှန်းဆိုထားတယ်လဲဆိုတော့ပြည်သက်ကြီးတို့အတွက်အကျက်ချက်တင်ပြလိုက်ပါရစေရှင်။2026ခုနှစ်ဧပြီလ3ရက်နေ့ဟာအင်မတန်အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။အင်္ဂါကျိုကမြေသားရာသီကိုကူးပြောင်းတဲ့အချိန်မှာရာသီဆက်ဝန်းရဲ့စွန့်ရင်အသက်တွေထွက်ပေါ်လာပြီးတော့ပထမဆုံးကန်ထူးမှာကတော့တနင်္လာသားသမီးတွေပဲဖြစ်ပါတယ်။တနင်္လာသားသမီးတွေအတွက်ဒီကြိုပြောင်းလဲမှုကအေဂျင့်နဲ့ငွေဝင်လန်းတွေကိုဖော်ဆောင်ပေးပါလိမ့်မယ်။အရင်ကချင်းငုံနေတဲ့လုပ်ငန်းတွေကအလိုလိုပြေလည်သွားပြီးလက်ထဲကိုငွေတွေအပုံလိုက်ဝင်လာဖို့ရှိနေပါတယ်။စီးပွားဥစ္စာတွေပြန်လဲဥမော်လာမယ့်အချိန်ခါကောင်းပါပဲ။နောက်ထပ်ကန်ထူးရှင်ကတော့ဇာတာပရိကျိုနဲ့အင်္ဂါကျိုတို့ရဲ့ဆက်နွယ်မှုအရဇာတာပရိသားသမီးတွေကဒီကာလမှာတော့အခွင့်အလမ်းသစ်တွေအများကြီးရရှိပါလိမ့်မယ်။ Stock share ကုန်သွယ်မှုနဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေကနေမချမတ်ထားတဲ့အကျိုးမြတ်တွေရရှိပြီးကျိုးဝချမ်းသာလာမယ့်နေ့နာမဲ့ဖြစ်ပါတယ်။တောက်ကြသားသမီးတွေကလည်းဒီဂျိုပြောင်းလဲတဲ့ရက်ကနေစလို့စီးပွားဥစ္စာတွေအားလုံးပြန်လည်အဆင်ပြေချုံးမွေလာတော့မှာပါ။အရင်ကဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးတွေငွေကြေးတွေဟာလည်းမိမိတို့လက်ထဲကိုအလုံးရင်းနဲ့ပြန်လည်ရောက်ရှိလာမယ့်ရွှေရောင်လေးရများဖြစ်လာပါလိမ့်မယ်ရှင်။ဆရာကြီးကဒီဂျိုပြောင်းရာသီပြောင်းရက်မှာပြည်သက်ကြီးတို့ရဲ့စိတ်ကိုအေးချမ်းချမ်းထားရှိဖို့နဲ့အောက်ပါအတိုင်းပူဇော်ပွားများဖို့အတွက်တိုက်တွန်းထားပါသေးတယ်ရှင်။ဧပြီလ3ရက်နေ့မှာမိမိရဲ့စိတ်ကိုအေးတသားထားပြီးတော့မြတ်ကြဖို့ပါ။ဘဂဝါဆိုတဲ့ဂုဏ်တော်ကိုတရားရှင်တော်ပရိတပတ်စိတ်ပေးရပါမယ်။ဘဂဝါလို့ရွတ်ဆိုရင်းနဲ့ပရိတလုံးချရုံပါပဲ။တနင်္လာသားသမီးတွေကနေ့လယ်3နာရီကနေ9နာရီအတွင်းပရိစိတ်ရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။ဇာတာပရိသားသမီးတွေကတော့ညနေ6နာရီကနေ8နာရီအထိကံကောင်းဆုံးအချိန်ပါ။တောက်ကြသားသမီးတွေကတော့ည9နာရီကနေ10နာရီအထိကပရိစိတ်ဖို့အချိန်ကကောင်းမယ်ဆိုပြီးတော့ဆရာကြီးကဟောပြောညွှန်ပြထားပါတယ်။ဒီနေ့ဒီအချိန်မှာဒီကုန်းတော်ကိုပွားများပြီးပရိစိတ်ဖြစ်အောင်စိတ်မဲဆိုရင်တော့အကျိုးတို့တွေကအမခံများပြလွန်ပါတယ်။အင်မတန်ရွှေရှိမိမဲ့အင်အားကြီးမားတဲ့ပူဇော်မှုဖြစ်လို့မပြတ်မကွက်လှုပ်ဆောင်ကြဖို့အတွက်ဆရာကြီးကမှာကြားထားပါတယ်။မနေ့ပြန်ကအင်္ဂါကျိုမိသားရာသီကိုကူပြောင်းတဲ့အချိန်မှာပြည်သက်ကြီးတို့အရင်လိုမျိုးကြိုးဝချမ်းသာမှုတွေအရင်လိုမျိုးအဆင်ပြေတာတွေနဲ့အောင်မြင်မှုတွေအားလုံးကိုအတိုးချပြီးတော့ပြန်လည်ရရှိပါစေ။2026ခုနှစ်ဧပြီလ3ရက်နေ့ဂျိုပြောင်းရက်ကစလို့တနင်္လာဇာတာပရိတောက်ကြသားသမီးပြည်သက်ကြီးတို့အားလုံးပတ်စံနေအပုံလိုက်ဝင်ပြီးတော့ကြည်ကြိတ်တဲ့ချမ်းသာကြပါစေဆိုပြီးတော့လေဆရာကြီးကမြတ်တာဖို့ဆုတောင်းပေးထားပါတယ်။ဆရာကြီးရဲ့ဟောပြောချက်အတိုင်းအင်္ဂါကျိုအကူပြောင်းချိန်မှာစီးစင်ဥစ္စာတွေရရှိပိုင်ဆိုင်နိုင်စေဖို့ဘဂဝါလို့ရေးသားပြီးတော့ဆုတောင်းသွားခဲ့ကြပါနော်။